အာဖရိကတိုက်ရဲ့အပူပိုင်းမိုးတတော်တွေထဲမှာတဘာဝတရားကဖန်တီးထားတဲ့တကယ်ကိုထူးခြားဆန်းပြလွန်းလို့အပြင်မှာတကယ်ရှိရလားလို့တောင်တန်တရားဝင်ရလောက်တဲ့တတဝါတစ်ကောင်ရှိပါတယ်။အဲ့ဒီအကောင်ကတော့ Mandrake လို့ခေါ်တဲ့မြောက်မျိုးနွယ်စုဝင်တွေဖြစ်ပါတယ်။သူ့ရဲ့မျက်နှာကိုတစ်ချက်ကြည့်လိုက်ရင်လက်စစ်မီအောင်လို့တောက်ပါတဲ့အပြာရောင်နဲ့တောက်ပြောင်တဲ့အနီရောင်အစင်ကြောင်တွေကရှေးအောင်မျိုးနွယ်စုတို့ရဲ့မျက်နှာဖုံးတစ်ခုကိုအသက်သွင်းထားတယ်လို့ပါ။ဒီအယောင်တွေကအလှဆင်ထားတာမဟုတ်ပါဘူး။သူတို့ရဲ့လောကမှာတော့အယောင်အသွေးပိုးတောက်ပါလေအုပ်စုအတွေ့မှာဩဇာအာဏာပို့ကြီးမာလေးပါခန္ဓာကိုယ်လေးချင်း30ကီလိုဂရမ်ကျော်ရှိတဲ့တမ်းမာတဲ့ကြွက်စားတွေနဲ့အတူသူတို့ကတောအုပ်ထဲမှာယုံကြည်ချက်အပြည့်နဲ့တွာလာလှုပ်ရှားနေတာပါတယ်သူ့ရဲ့အကြည့်တွေကပြိုင်းပစ်တွေကိုတတိပေးနေသလိုပဲအမြဲတမ်းတည်ငြိမ်ပြီးစူးရှင်းနေတာပါတယ်ဒီတတော်တွေကစနစ်တကျဖွဲ့စည်းထားတဲ့အုပ်စုကြီးတွေနဲ့နေထိုင်ကြပြီးအင်အားကြီးမှုနဲ့ခေါင်းဆောင်မှုအရေးချင်းပေါ်မှာမှုတည်ပြီးရှင်းတန်းကြတာပါအခုမြင်တွေ့နေရတဲ့သူတို့ရဲ့အမူအရာတွေကတော်ရိုက်လို့ကရဲ့လျှို့ဝှက်ချက်တွေနဲ့အာနာစက်ကိုဖော်ပြနေတာလည်းဖြစ်ပါတယ်။တဘာဝတရားကသူတို့ကိုသတိစံတကောင်ထက်ပိုတဲ့ခွန်အားနဲ့ရှင်းထန်ခြင်းရဲ့ပြာယူတစ်ခုအဖြစ်ဖန်တီးပေးထားသလိုပါ။ဒီအကောင်တွေစီကတင်ခန်းစာယူเสียတစ်ခုရှိပါတယ်။အဲ့ဒါကတော့ကိုယ့်ရဲ့အရေးချင်းကိုအော်ဟစ်ကြည်ညာနေเสียမလို့ပဲတည်ငြိမ်မဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စွမ်းအားကနေတဆင်ကိုယ့်ရဲ့တန်ဖိုးကိုတက်တည်ပို့ဖို့ပါ။ဘဝမှာလည်းစကလုံးတွေထက်ကိုယ့်ရဲ့လုပ်ရတဲ့ရလက်တွေကသာကိုယ့်ရဲ့တကယ်အယောင်အသွေးအစအမှန်ဖြစ်ပါတယ်။အခုလိုတော်ရိုင်းလောကရဲ့စိတ်ဝင်စားစရာအကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့နော်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ကျွန်တော်ကတော့တင်ဆက်သူစောချင်းပါခင်ဗျာ